အခန်းကတိတ်မကြေတာမှုလှည့်ပတ်ကြည့်တာမိနစ်ပိုင်းတွင်းမှာတင်ပြီးသွားခဲ့တဲ့အဲ့ဒီနောက်မှာတော့ဝင်းကြီးတယောက်စပြီးစိတ်မသက်မသာဖြစ်လာခဲ့တဲ့အိတ်ခမ်းဆိုတာတီးတန့်ဆန်လုံးတဲ့နေရာဖြစ်လို့နေရာအနှံ့မှာသူ့ရဲ့အငွေ့သက်တွေရှိနေတယ်လို့မျိုးသူမခံစားလာရပြီးဘာလို့ရမှန်းလဲမသိတော့ဘူးသူမဟာဇင်းညွန့်ရဲ့အိယာပေါ်မှာထိုင်ဖို့အလွန်ရှက်နေခဲ့တယ်လို့တလုံးနဲ့ရှိတဲ့ကွန်ပျူတာကလပ်ထိုင်ပေါ်မှာလည်းသူ့ရဲ့ရှက်အင်ဂျီတစ်ထည်တင်ထားတာတွေ့ရတာမို့ဝင်းညာကသူ့ပစ္စည်းတွေကိုကင်တွယ်ဖို့ပို့ပြီးတော့တောင်းရှက်နေခဲ့ပြန်တဲ့အဆုံးမှာတော့သူမဟာအနေခက်စွာနဲ့ပဲအဲ့ဒီမှာမတ်တက်ရက်နေခဲ့ရပြီးတကားအမြန်ပွင့်လာပါစေလို့ပဲစိတ်ထဲကနေတိတ်တဆိတ်ဆူတောင်းနေမိခဲ့တယ်စီနီယာကတော့တေတင်းနဲ့မျက်နှာပေးနဲ့ရေခဲတက်တာစီလျှောက်သွားပြီးပန်းသီးတစ်လုံးထုတ်လိုက်တယ်ပန်းသီးအတွက်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ညီမကပန်းသီးသိမ့်မကြိုက်ဘူးညီမကြိုက်တာကမင်းကိုစားဖို့ပေးတယ်လို့ဘသူပြောလဲငါတို့ဂိမ်းကစားမလို့ဟိုဘက်မှာတွားရက်လိုက်လာလာကအနေခက်စွာနဲ့ပဲအော်လို့အတန်ပြုတ်ပြီးပန်းသီးကိုလက်နှစ်ဖက်နဲ့ကင်ကာလျှောက်သွားခဲ့တယ်ဒါကဘာဂိမ်းလဲဟင်ညီမဘလို့နိုင်မှာလဲညီမနိုင်ရင်စီနီယာဂတိပေးထားတဲ့အတိုင်းကြောင်းတကယ်ပြန်တက်မှာလားပန်းသီးကိုမင်းကောင်းပေါ်တင်ထားကစားမှာလားမကစားဘူးလားမကစားရင်ထွက်သွားမြ мян လို့သူပေးထားတဲ့ဂတိကိုတွေးပြီးအင်ရတယောက်မတက်တာပဲလှုပ်ဆောင်ခဲ့ရတယ်ပန်းသီးကိုခေါင်းပေါ်မှာစိုးရိမ်တကြီးထိန်ထားရင်းဇင်းမြင့်ကိုလှမ်းကြည့်လိုက်ပြီးဒါကဘာဂိမ်းလဲစီကန်းချက်တွေကဘာလဲဟင်လို့မေးလိုက်တယ်စီကန်းကတော့ငါကမြားတို့နဲ့ပြစ်မယ်မင်းရှောင်မထွက်သွားတဲ့၍မင်းနိုင်တဲ့ဇင်းမြင့်ကဘလောက်တောင်လက်ဖြောင်းလဲဆိုတာဘသူသိမှလဲအကယ်၍သူလွဲချော်သွားပြီးသူမရဲ့ခန္ဓာကိုယ်ဒါမှမဟုတ်မျက်နှာကိုမှန်သွားရင်ဘလို့လုပ်မလဲငင်ငယ်ရက်နေမလုံးနဲ့ဟင့်အင်းဝင်းလျက်တယောက်လမ်းဖြတ်သွားခဲ့တယ်မြားတို့သူမစီပြန်တန်းလာတာကိုမြင်လိုက်ရတဲ့စက္ကန့်ပိုင်းမှာတင်သူမအော်ဟစ်ပြီးဗီဇအရာရှောင်ဖယ်လိုက်မိတယ်သူမရဲ့ခြေထောက်တွေခွေရိုင်သွားပြီးတကိုယ်လုံးတုံရင်စွာနဲ့တူထောက်ကျသွားခဲ့တယ်ဆူရှာတဲ့အတန်နဲ့အတူမြားတို့ကလေထုကိုဖျက်တမ်းပြီးနေရန်ထဲကိုတက်တက်ဆိုင်ဝင်သွားခဲ့တယ်ဝင်းလျက်တုံရင်ရင်နဲ့မောကြည့်လိုက်တော့မျက်နှာတစ်ခုလုံးပိုပြီးဖြူဖြောသွားခဲ့ရတယ်အဲ့ဒီနေရာဟာသူမရဲ့မျက်နှာအတိအကျရှိနေခဲ့တဲ့နေရာဖြစ်လို့ပါပဲကြောက်ရွံ့မှုအရှိန်ဝါတွေကသူမအပေါ်လွှမ်းမိုးသွားခဲ့ပြီးစီနီယာကိုပြန်ကြည့်မိတဲ့အခါသူမရဲ့မျက်ဝန်းတွေထဲမှာအရင်ကလိုစီနီယာအပေါ်ဆွဲလန်းစိတ်တွေအရေးအမွှန်းများပင်မကြံတော့ပဲနှက်ဆိုင်နဲ့ကြောက်ရွံ့မှုတွေသာရှိနေပါတော့တယ်စီနီယာကတကယ်ကိုယူသွတ်နေတာပဲလင်းနေတယောက်အခုချိန်မှာထွက်ပြေးဖို့ပဲတွေးနေတော့တာမို့သူမကျမ်းပြင်ကနေအလူရက်ထွက်ပြီးငိုယိုကထွက်ပြေးသွားခဲ့ပါတော့တယ်မင်းတို့သွားစားကြတော့ငါ့ကိုစိတ်မပူနဲ့အေးပါနေရနောက်မှမင်းအတွက်စားစရာတစ်ခုခုဝယ်ခဲ့ပေးရမလားနှစ်ပွဲလောက်ဝယ်ခဲ့ရမလားမလိုဘူးအေးပါနေရဲ့ငါတို့เจ้าရဲ့ကွင်းကကြောက်တက်တာနဲ့နာမည်ကြီးတာလေးစောစောကသူမတကယ်ကြောက်သွားပုံရတဲ့တခြားကိစ္စမရှိတော့ရင်သူမကိုအိမ်ပြန်ခွင့်ပြုလိုက်ပါတော့ငါကသူမကိုပြန်ခွင့်မပေးဘူးလို့ပြောမိလို့လားဒါဆိုလဲအခုသူမကိုတွားခွင့်ပြုလိုက်လေသူကမိန်းကလေးတယောက်ပဲဟာမင်းကဘာလို့ဒီလိုညစ်တဲ့တန်းခေါင်ကြီးမှာသူမကိုမင်းရဲ့အိတ်ခမ်းထဲခေါ်ထားရတာလဲဘာလဲမင်းကငါသူမကိုစားပစ်လိုက်မယ်ထင်နေတာလားဒါကိုကြားချင်းပဲဇင်းရင်တယောက်စိတ်တူသွားခဲ့တယ်ရှူရှမ်းမင်းကသူ့နှာခေါင်းကိုပုတ်ရင်းနဲ့ပဲဘသူတိမှလဲလို့ခနဲ့တဲ့ပြောလိုက်တယ်မင်းရဲ့ညစ်ပတ်တဲ့အတွေးတွေကိုရုပ်သိမ်းပြီးလစ်လိုက်တော့အိုးဝေါငါကပဲအတွေးညစ်ပတ်တဲ့သူဖြစ်သွားတာပေါ့ငါညစ်ပတ်တယ်ပဲထားဦးအရေးကြီးလို့လားကဲပါသွားစားကြဆိုမင်းကလည်းတနေ့လုံးအတိတ်ပဲမရှိတာတွေစိုးရိမ်နေတာပဲနင်ကမိန်းကလေးတွေနဲ့ပတ်သက်ရင်သူ့အတိုင်းတာသူအမြဲသိပါတယ်သူစီးကြော်တာကိုမင်းဘယ်တော့မှမြင်ဘူးလို့လေအခု၈နာရီတောင်ကြော်နေပြီးចောင်းကွင်းကမိန်းကလေးကောင်းတစ်ယောက်ပါမင်းသူမကိုအမြန်ပြန်ခွင့်ပေးတဲ့နေမဟုတ်ရင်သူငိုတော့မှလက်ကြတော့စိတ်မဆိုးပါနဲ့နင်ရဲ့ငါသူ့ကိုအပြင်ဆွဲထုတ်ပြီးအခုချက်ချင်းစီရင်လိုက်မယ်ရှင်ရင်မင်းသူမကိုသဘောကျနေတာလား